မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့မာနကြီးတဲ့ချင်းသေးကြီးနဲ့ပညာရှိကြွက်ကလေးကြောင်းပုံမြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်အားလုံးနားထောင်ဖို့အသင့်ဖြစ်ပြီလားဟိုးရှေးတုန်းကตาယာလှပတဲ့တောအုပ်တစ်ခုမှာတိရစ္ဆာန်တွေရဲ့ဘုရင်ဖြစ်တဲ့ချင်းသေးကြီးတစ်ကောင်နေထိုင်နေချင်းသေးကြီးကအယမ်းအင်အားကြီးပြီးမာနလည်းအယမ်းကြီးတယ်ငါကတောအုပ်ရဲ့ဘုရင်ပဲဘသူမှငါလောက်မတော်ဘူးလို့အမြဲတမ်းတွေးနေတတ်တယ်တနေ့တော့ချင်းသေးကြီးကအရေးရတဲ့တစ်ပင်အောက်မှာအိပ်ပျော်နေတယ်အဲ့ဒီအချိန်မှာမီမီလို့ခေါ်တဲ့ကြွက်ကလေးတစ်ကောင်ကသူ့အိမ်ကိုပြေးရင်းချင်းသေးကြီးရဲ့ခေါင်းပေါ်ကနေမတော်တဆပြေးဖြတ်သွားတယ်ဝါဆိုပြီးချင်းသေးကြီးလန့်နိုးသွားတယ်ဟေးကြွက်ကလေးမင်းဘလို့ဖြစ်လို့ငါခေါင်းပေါ်ကနေပြေးရတာလဲမင်းပါလို့မထီလေးစားလို့ရတာလဲလို့ဒေါသတကြီးအော်ဟစ်ပြီးကြွက်ကလေးကိုဖမ်းလိုက်တယ်ချင်းသေးကြီးကကြွက်ကလေးကိုစားတော့မလို့လှုပ်လိုက်တော့ကြွက်ကလေးကကြောက်ပေမဲ့သူ့ပညာကိုသုံးပြီးပြောတယ်အရှင်မင်းကြီးကတောအုပ်ရဲ့ဘုရင်ပါကျေးဇူးပြုပြီးကျမကိုလွှတ်ပေးပါအရှင်မင်းကြီးရဲ့ကောင်းမြတ်တဲ့စိတ်ကိုကျမတနေ့ကျရင်ပြန်ပြီးကျေးဇူးဆက်ပါမယ်လို့ပြောလိုက်တယ်ချင်းသေးကြီးကဒါကိုကြားတော့အကျယ်ကြီးရေလိုက်တယ်ဟာကြွက်ကလေးဖြစ်တဲ့မင်းကအင်အားကြီးတဲ့ငါကိုဘလို့များကျေးဇူးပြန်ဆက်နိုင်မှာလဲတကယ်ရေစရာပဲလို့ပြောပြီးရေနေတယ်ဒါပေမဲ့ကြွက်ကလေးရဲ့စကားကိုကြားပြီးကျင်နာစိတ်ဝင်သွားတာကြောင့်ဒီတစ်ခါတော့မင်းကိုလွှတ်ပေးလိုက်မယ်လို့ပြောပြီးလွှတ်ပေးလိုက်တယ်ကြွက်ကလေးလည်းမြေအောက်လိုင်ကောင်းထဲကိုအမြန်ဆုံးပြေးဝင်သွားတယ်ရက်အနည်းငယ်ကြာတော့ချင်းသေးကြီးကတောထဲမှာရှောက်သွားရင်းနိုးဆိုးတွေထောင်ထားတဲ့ပိုက်ကွန်ကြီးတဲကိုမတော်တဆဝင်မိသွားတယ်ချင်းသေးကြီးကအင်အားရှိသလောက်ရုန်းကန်ပေမဲ့ပိုက်ကွန်ကြိုးတွေကိုမဖြတ်နိုင်ပဲဖြစ်နေတယ်ဝါငါ့ကိုကယ်ကြပါဦးလို့အင်အားရှိသလောက်အော်ဟစ်နေတယ်အားနေပြီးကြောက်ရွံ့စိတ်တွေသူ့ရဲ့စိတ်ထဲကိုဝင်လာတော့တယ်ချင်းသေးကြီးရဲ့အော်တန်ကိုကြွက်ကလေးမီမီကကြားလိုက်တယ်သူချက်ချင်းပဲချင်းသေးကြီးကိုကူညီဖို့ပြေးသွားတယ်အရှင်မင်းကြီးစိတ်မပူပါနဲ့ကျမကူညီပါမယ်လို့ပြောပြီးသူ့ရဲ့သွားလေးတွေနဲ့ပိုက်ကွန်ကြိုးတွေကိုတစ်ချောင်းပြီးတစ်ချောင်းကိုက်ဖြတ်ပေးလိုက်တယ်ခဏအကြာမှာတော့ချင်းသေးကြီးလည်းပိုက်ကွန်ထဲကနေလွတ်မြောက်သွားတယ်ချင်းသေးကြီးကအယမ်းဝမ်းသာပြီးရှက်ရွံ့နေတယ်ကြွက်ကလေးမင်းကငါ့ကိုတကယ်ပဲကယ်တင်ခဲ့တာပဲလို့ပြောလိုက်တယ်အဲ့ဒီနေ့ကစပြီးချင်းသေးကြီးဟာမာနကိုမထားတော့ပဲဘသူကမှသေးငယ်လွန်းလို့အကူအညီမပေးနိုင်တာမဟုတ်ဘူးသေးငယ်ပေမဲ့သူနိုင်တဲ့ဘက်ကအကူအညီပေးနိုင်တာပဲဆိုတဲ့အချက်ကိုသဘောပေါက်သွားတယ်အင်အားကြီးတာထက်ကျင်နာစိတ်ထားတာကပိုပြီးအရေးကြီးတယ်ဆိုတာကိုသူသင်ခန်းစာရသွားတယ်ဟဲတငယ်ချင်းလေးတို့ရေဒီပုံပြင်လေးကနေဘာသင်ခန်းစာရလိုက်ပါသလဲဘသူမှမသေးငယ်လွန်းဘူးလူတိုင်းကအခြားလူတွေကိုကူညီနိုင်တယ်အင်အားကြီးတာထက်စေတနာထားပြီးပညာရှိတာကပိုပြီးအရေးကြီးတယ်ဆိုတဲ့သင်ခန်းစာပဲပေါ့နော်နောက်ထပ်ပုံပြင်လေးတွေဆက်ပြီးတင်ဆက်ပေးမယ်နော်ကျေးဇူးတင်ပါတယ်ရှင်